ဒီဇင်ဘာခီးစဉ်အတွက် package တွေတော့ပိတ်လိုက်ပြီနော်ငါတို့ဒီလအတွက်တော့ target ထိသွားပြီဟယ်လိုဟုတ်ကဲ့အပြောပါဟုတ်ရတယ်ဟုတ်ကဲ့ပန်းဆိုရအလဲဘလောက်ကိုလာခဲ့လဲလို့ရတယ်နော်ဟုတ်199ဟုတ်ကဲ့ဟာလေဒီမှာအကိုဒီမှာရှိရပေါ့နော် VNN တိုးလေးတွေတခြားစုံစမ်းကြည့်ချင်ပါလေရှိတယ်ဟုတ်ကဲ့ခင်ဗျဒီခီးစဉ်ထဲမှာက VNN ဟိုချီမင်းကနေပြီးတော့ Fugo Island ပြီးတော့လို့ရှိလို့ရှိရင် New ပါမယ်ပေါ့နော် Fugo Island မှာဆိုလို့ရှိရင်ဒီမှာကFugo Island ပါမယ် Grand War ပါမယ်နောက်တစ်ခုကကျတော့ Pin Safari တက် Pin Wonder Team တက်ပါမယ်ပြီးလို့ရှိရင်ဟောက်တုံးဖြေတဲ့ကားနဲ့ဒီGlass Bridge တွေပါမယ်ခင်ဗျအဲ့ဒါပြီးတော့လို့ရှိရင်မြင်းမြင်းမှာကြာလို့ရှိရင်ဒီ White Sand Red Sand ပါပေါ့နော်ဒီဂျစ်ကားနဲ့ကျွန်တော်တို့ဒီလေတာတွေပါမယ်ပေါ့နော်နောက်ဆုံးလေးကြာလို့ရှိရင်เนาะကျွန်တော်တို့ကိုချီမင်းမှာ shopping ထွက်တာတွေပါမယ်ဟုတ်ဟုတ်အဲ့ဆိုအဲ့ခင်းစင်ရဲ့စီးနှုံးရရောကိုဘယ်လောက်ရှိလဲစီးနှုံးလေးကဘုံလို့ဆောင်ပတ်ပုံလေးပဲစီးပါဟုတ်ခင်းစင်တွေကတော့အဆင်ပြေပါတယ်ညဟိုဒီမှာတစ်ချက်ပြန်တိုင်မင်ပြီးတော့ပြန်ပြောပြနေတယ်နော်ဖုန်းလေးပြန်ဆက်တယ်ဟုတ်ကဲ့ကျေးဇူးပါဟယ်လိုကိုပြောရစီမောင်းလေး1099နဲ့ကလေဝီတို့ရရတီလာဒါပေမဲ့ဘေးတခြားတော့နည်းနည်းပတ်ကြည့်လိုက်အောင်မယ်လေနော်တခြားဟာမှာစုံစမ်းကြည့်လိုက်အောင်မယ်သူပြန်လာမယ်လို့နေချင်နေတာလား BNN ခီးစဉ်နေမနက်ဖန်ဆပြီးတော့1300နဲ့ရောင်းမယ်နော်အဲ့တက်ကလေးဈေးတက်သွားပြီလို့အကိုညီမဒီခီးစင်လေးကိုလေဟိုယူလိုက်မယ်ညီမတို့နော်ဟုတ်ကဲ့ဝေးလေးစေးလေးတွေ့မြုံဝင်ချထားလိုက်ဟောချက်တကားဖြတ်ပြီနော်တွေ့ရနော်ဈေးဘယ်လိုရောင်းလဲဆိုဂုံယူပါတယ်ကိုအခုလိုမျိုးခီးစင်တွေတစ်ခါမှမထွက်ဘူးပြင်မဲ့ခုလိုမျိုးခီးစင်ပကိတ်တွေအများကြီးရောင်းနိုင်တဲ့အတွက်